ခုမြင်တွေ့နေရတဲ့သူနှစ်ယောက်ဟာဆိုရင်သူတို့နှစ်ယောက်ကိုမြုံမဲ့မြေသွင်းခြင်းရဲ့ရှေ့မှာပဲကွမျက်ခြင်းခံလိုက်ရတဲ့သူတွေဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာဆိုရင်2025 6လပိုင်း26ရက်နေ့ဝပြည်နယ်မှာဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာဒီတရားခံနှစ်ယောက်ဟာဘာကြောင့်ဒီလိုမျိုးရဲရဲဆက်ဆက်ကွမျက်ခြင်းခံလိုက်ရတာလဲဆိုရင်2025 6လပိုင်း18ရက်နေ့မနက်3နာရီခန့်မှာဒီမိသားစုအိမ်မှာကိုဝင်စီးပြီးတော့သူတို့တမ ्या တိုက်တယ်ပေါ့နော်အဲ့ကိုရောက်လာတဲ့အချိန်မှာအဲ့မိသားစုအဲ့ဒီအိမ်မှာဆိုရင်အသက်85နှစ်အရွယ်အဖွားကိုတယောက်ရဲ့ဒီကလေးငယ်3နှစ်အရွယ်ဒီသားဖြစ်သူရဲ့9နှစ်အရွယ်သမီးဖြစ်သူရဲ့သူတို့မိဘ2ယောက်ရဲ့သူတို့ရှိကြပါပေါ့နော်အဲ့ဒါသူတို့ကအဲ့အိမ်ကိုရောက်တဲ့အချိန်မှာအကုန်လုံးကိုဖမ်းပြီးတော့ကြိုးချီထားတဲ့3နှစ်အရွယ်ကလေးကလွဲပြီးအကုန်လုံးကြိုးချီပြီးတော့ပါဇက်တွေရောအကုန်လုံးကြိုးရည်နဲ့အဝတ်စုံနဲ့ပိတ်ထားပေးတာပေါ့နော်ပြီးတော့ဒီအဖေဖြစ်သူကိုပဲသူတို့ဟာပါဇက်ကိုဖွင့်ထားပြီးတော့ပစ္စည်းတွေဘယ်မှာရှိရပေါ့နော်ရွှေတွေဘယ်မှာထားတယ်ဘာညာအမျိုးပစ္စည်းတွေအကုန်လုံးပြောပြီးတော့မပြောရင်တတ်မယ်အဲ့လိုမျိုးလုပ်တယ်နော်ဒါတွေတနတ်တီယူလာပြီးတော့အဲ့ဒါနဲ့သူတို့ကပစ္စည်းတွေအကုန်လုံးပေးတယ်ရွှေတွေပတ်စံကြောအကုန်လုံးထုတ်ပေးလိုက်တယ်အဲ့ချိန်မှာသူတို့ပြန်ခါနေအချိန်မှာ3နှစ်အရွယ်အဲ့ဒီတားဖြစ်သူအဲ့ကလေးငယ်ထအော်လာတယ်ငိုလာတာပေါ့နော်မနေ့3နာရီဆိုတော့ဘေးပတ်ဝန်းကျင်တဲ့ကြားမှာဆိုလို့သူတို့ညောက်ဟာလုံးဝတွန့်ဆုံးခြင်းမရှိဘဲနဲ့အဲ့လိုမျိုး3နှစ်အရွယ်ကလေးကိုတတ်လိုက်တယ်ဆိုပြီးသူတို့ညောက်ဟာထွတ်ဆိုထားပါတော့3နှစ်အရွယ်ကလေးကိုအရင်တတ်လိုက်တယ်ပြီးတော့ကျန်တဲ့သူတွေအကုန်လုံးကိုလည်းဒီတိုင်းတတ်လိုက်တယ်ပေါ့တတ်ပြီးတော့သူတို့ထွက်ပြေးသွားတယ်ဒီတိုင်းအိမ်မှာပဲထားခဲ့လိုက်တာအဲ့ဒါကိုဒီဝပြည်နယ်ကဒီစစ်သားတွေရဲတွေကစုံဆိုင်ရင်းနဲ့10လပိုင်း12ရက်နေ့မှာသူတို့နှစ်ယောက်ကိုဖမ်းမိသွားတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့စုံစမ်းစစ်ဆေးရင်ဘာညာကွေးကွာအဲ့လိုမျိုးတွေလုပ်ရင်းနဲ့6လပိုင်း2025 6လပိုင်း26ရက်နေ့မှာလူမြင်ကွင်းမှာသူတို့နှစ်ယောက်ဟာဘယ်လိုမျိုးတွေသူမျိုးမကောင်းတဲ့ဟာလုပ်ထားတယ်သူတို့နှစ်ယောက်ရဲ့ဒီဘယ်လိုပြောမှလဲဘယ်လိုမျိုးလှုပ်ထားတယ်ရဲရဲဆက်ဆက်ပြမှုကျူးလွန်ထားတယ်ဆိုတာကိုအများအလယ်မှာပြောပြီးတော့ဒီကားနဲ့ခေါ်ပြီးတောနဲ့ထဲမှာအခုသူတို့ညောက်ကိုမြုံမဲ့ဒီကျင်းနဲ့ရှေ့မှာပဲတခါတည်းမှာတနတ်နဲ့ပြစ်လိုက်ပြီးတော့အမှတခါတည်းမြုံလိုက်တာပဲဖြစ်ပါတယ်